过嘛嘞？喂！ရှင်တို့လေကားနဲ့တက်မှုလို့ဖြစ်သွားတာခပါ Nice。 ခဏကြတော့ကားဆရာဘက်မှာလည်းနေတက်မယ်ပြက်မယ်စော Shut up。ဒီချိန်မှာမျက်ခုံလေးတစ်ဖုတ်ကလေငါတို့တို့အားကိုးရထောက်ကြည့်ဟမ်။ပါဒီပြတ်တာလေ။နာမည်လေးရ မိုးမခပါရှင် Nice。 ရှင်တို့လေစိတ်ကျင်တဲ့အထိကျမတာဝန်ယူဖြည့်ရှင်းပေးပါမယ် ငါတို့ကရေနေပြီးဒုက္ခရောက်နေကြွတ်ဆုပ်တယ်လို့ဖြစ်နေတာဒီအချိန်မှာမျက်ဖုံလေးတစ်ဖုတ်ကလေငါတို့တို့အားကိုးရပဲထောက်ကြည့်ဟမ်။ ခုံနေတဲ့နှလုံးသားတွေခုလူဖြစ်သွားပြီခေးချစ်ကိုရဖို့ကိုခခရရခုမင်းနဲ့တောင်းခံနေခေးကအဲ့လိုခကတိတိမလုပ်ပါနဲ့မိုင်းတယ် ဆက်ပြောနေရင်ကျွန်မခုံနဲ့ခုံပြီးရိုက်မိလိမ့်မယ် အာခေးရတယ်အဲ့လိုမလုပ်ပါနဲ့ခေးကိုတကယ်ချစ်တာ ရှိတကယ်ပြောနေရလား အော်ခေးကခိုင်နေကြပြီခေးကခွာနေကိုကခွေးပြင်းနေ Ngày na qua dòng so dòng ta inapu bang aku sa egleta sia melki teisa kendalo it na pain kolgam vai gam nei zong eleva sang bang ki zuisa dong il zo ke ni chia Chân con lâu vì băng khi khen nín tiếng đằng ngang sắm băng nát giờ rồng lại lung hông miêu cây nị chia cùng có sọt vang ngày nô bò coi to lưng tóc sống vang nghe dinh nun nuông và băng na leng rồng nan nun tak na kiêu khát pan hông yêu dấu cây nị chia Leni tui bangung lua Kena sunni mualung sua Mel mulo kum kwa so tin Kong yêu ning nong chi zong in Tung shi lâu mong bang ki koin Tung sol kha vang tang noya Inna sa bang tat na te Kong yêu sak su kan chia Bây giờ tâm nó tôi dòng in Chim lấy tung qua băng nó hình xuống Lại lung hông yêu cây nị chia Cũng có sọt vang ngày nô Coi to luôn thuộc sống vang nghe dinh Nun nuông và băng nó leng dòng in Nan nun tak na kiêu khát pan Hông yêu dấu cây nị chia Vốn đây ra tâm nó tôi dòng in Im lấy tung qua băng hình xuống Lại lung hông yêu cây nị chia Cũng có sọt vang ngày nô Môi ta lung thuộc sống và nghe dinh Nun nuông và băng nó leng dòng in Nan nun tak na kiêu khát pan Hông yêu dấu cây nị chia Cô nháo mày Cô có gì tóc bảo cô rồi Tao mình gì À baby thế đi bảo đầu Mà tao rồi lên đi 야야 ကိုယ့်ရဲ့ချစ်သူကကိုယ်ထားသွားတဲ့အတွက်အရင်ရှင်ထဲမှာစုနစ်ခံစားပြီးတော့အဲ့လိုကြည်ပွဲနေတဲ့အဲ့ခံစားချက်တွေကိုဘလို့ဆက်တော့ပြောဆောင်ပါ အဲ့
မလေးကိုလွမ်းမိုးသူရဲ့ရက်စလာကြီးလားသူများသားတို့မျိုးဒီတိုင်းထားခဲ့ပြီးတော့လူရုံးပါကြီးရုံးကပါကြီး ညီမလေးဟိုရပါပြီညီမရပါတယ်ရပါ ခဏနော်နံပါတ်14 10 win အာယုံလား ကိုယ့်ရဲ့ချစ်သူကိုချွဲပြီးတော့ပြောတယ်အဲ့ဆုံးဝင်သားလေးပေါ့နော်ကျေးဇူးဆောင်ကြပြီလား 我今天表演好不好？我准备冲。先别啷个的， ဟောပြီးသွားပြီလားအားချွဲရလား ကိုကျော်စောတာမရှိခဲ့ဘူးဆိုရင်မမနာမလည်းမဟုတ်ဘူးလို့မျိုးနေခွင့်ရှိမှာမဟုတ်ဘူးလေမမမောင်ချစ်တာကိုကျော်စောနဲ့တူလို့ချစ်ခဲ့တာအများကြီးပါတယ်ဟုတ်လား 你干嘛了呢？爷爷那个的我也都当我们去打球噻，什么？怎么比把人给我说？怎么找不到？ တောင်းပန်ငါမဲတော့ဖြစ်ငါ့ကိုတကယ်ချစ်ခဲ့တာလား 怎么？怎么去不给起？ ငါလည်းနင့်ကိုတကယ်ချစ်ခဲ့တာဒါမဲ့ခုငါနှလုံးသားကချစ်ဖို့တော့မှအသုံးမဝင်တော့ဘူးငါဘာလို့ရမှာလဲငါဘာလို့ရမှာလဲနဲ့ဖေးချစ်ဖို့တော့လုံးငါရဲ့နှလုံးသားကိုနင်းစီမရပ်ပွားခဲ့မယ် မ
ကိုကျော်စွာအတွက်ရည်စူးပြီးတော့မကုသိုလ်ကောင်းမှုလုပ်ပေးတာမောင်လိုက်ခဲ့ပေးရနော်အဲ့ဒါမောင်တော့မတူလားဘာလို့တော့မတူရလဲမောင်ရဲ့မောင်မမောင်တကယ်မချစ်လို့လား မမ ပြော ဒါရီအားလုံးကမမဟိုးအရင်တော့ဖြစ်ခဲ့တဲ့အကြောင်းတရားတွေမမမောင်ကအဲ့ဒါတွေကိုပြန်ပြီးတော့ပြုပြင်ပြောင်းလဲလို့မမရပြောကိုကြောစွာဆိုတာကလေမမမောင်ပြောနေကြမမရဲ့အချူဆိုအဲ့ဒီအမှန်တရားကြီးကိုမမရဲ့မောင်လက်မခံလို့ မအခုလိုနားလည်ပြီးတဲ့အတွက်မောင်ကိုအများကြီးကျေးဇူးတင်ပါတယ် တကယ်တမ်းကျေးဇူးတင်ပါတယ်မောင်ကကိုကြော်စွာဆိုရဲသူ့ကျေးဇူးတင်အောင် ဘာလို့လဲ ဟုတ်တယ်လေကိုကြော်စွာလည်းမရှိခဲ့ဘူးဆိုရင်မမနားမှာလည်းမောင်အခုလိုမျိုးနေခွင့်ရှိမှာမဟုတ်ဘူးလေမမမောင်ကိုချစ်တာကိုကြော်စွာနဲ့တူလို့ချစ်ခဲ့တာအများကြီးပါတယ်မဟုတ်လားပြီးတော့လေမောင်ကိုကြော်စွာကိုလေးစားရတော့အမှန်ပဲဟုတ်တယ်လေ तू ကမမကိုသူ့အသက်နဲ့ရင်းပြီးတော့နော်မမကိုချစ်ပြသွားတာမောင်တို့အားမကြောက်ပါဘူး အောင်ကြောက်အောင်ကြောက်ဆိုတော့အောင်ဆိုလိုတာကမမမောင်ကိုထားသွားခဲ့ရင်မောင်ကသူ့လိုလိုက်မလုပ်ဘူးလို့ပြောချင်တာလား အဖေကနှစ်ခုပဲရှိတယ် အခုလားဘာလဲ မောင်အဲ့အချိန်မှာဖြစ်တဲ့စိတ်နဲ့ပဲစိုက်မယ်လို့မောင်ထင်တယ်မှာမမမောင်အဲ့အချိန်မှာထားသွားခဲ့တယ်ဆိုရင်ပေါ့မောင်မမကိုမချစ်တော့ဘူးဆိုရင်ကျေးဇူးတင်ပါတယ်အဲ့လိုပြောမှာချစ်နေသေးတယ်ဆိုရင်တော့မောင်ကို ဟုတ်ရဲ့ဒီမှာဘယ်တော့မှမောင်ကကျေးဇူးတင်ပါတယ်ဆိုတဲ့စကားမပြောစီရအောင်အဲ့ဒါလိုပဲမောင်ကိုယ်တိုင်မမကိုတတ်ပစ်တဲ့အဖြစ်မျိုးလဲတော့မှဖြစ်မခံဘူးဘာလို့လဲမမမောင်ကိုဘယ်တော့မှထားသွားမှာမဟုတ်ဘူးလက်ပံကြိုင်လာကုန်ပြီနော်မောင်ဒါမောင်ကောင်းလို့ပတ်စံတင်းသုံးစဝင်လာလိမ့်မယ်မင်းနေပါဆိုလို့ ရှင်ဘယ်လိုပြောလိုက်တယ် အိုးနည်းနည်းလောက်ဖေးပေးပါလို့ပြောနေတာပါဗျာပြီးနေလို့ပါဗျာနေပါဦးဗျာကျေးဇူးတင်စကားလေးတော့ကြော်မသွားတော့